ကောင်းကဝင်တယ်ဒီချီလူဒါလက်ဖြည့်ပြီးရှင်လေးထည့်ရောက်ပြီးအစင်စစ်လေးတွေပါတယ်သူမှဆိုလို့ရှိရင်ဒါမျိုး over ကန်ပေါ့နော် over ကန်လေးတွေမှာအပေါ်ကအစင်လေးတွေပဲကွဲသွားမယ်အကောင်က over ကန်လေးတွေလည်းနေပြီးဝေးရကန်ကိုပါမယ်နော်မတဲကြီးဆိုလို့ရှိရင်ဒီမှာကြည့်အမြင့်တိုင်းပေါ့နော်ကျင်းဆိုလို့ရှိရင်အမြင့်တိုင်းလိုမျိုးပေါ့နော်အသားကြတော့လေဒီလိုမျိုးချီလူတောင်းမှာအဲ့လိုထူးထူးကြစ်ကြစ်လေးချီလူတောင်းမှာသူကထူးထူးကြစ်ကြစ်လေးစောင်းတဲ့ချိုးလေးရတယ်သူကလေတော့အေးရဆိုလို့ရှိရင်ခံနိုင်တယ်တိလားဒီမိုးလေးမှာအရင်အေးရဆိုလို့ရှိရင်လည်းသူကခံနိုင်တယ်မှာသူ့တာနာ quality ပဲအနီးကောက်ပြမယ်ဒီမျိုးဒီလိုမျိုးအသားလေးလေးတော့ကြတော့လေဒီလိုမျိုးအသားလေးဆိုလည်းအရင်လာတာလေမိန်းကလေးအစ်စ်လေးပေါ့နော်တော့ကြတော့ဒီလိုမျိုးသူ့အသားလေးချီနုဆိုတာဒါအနွေးဘက်ကိုသွားမဲ့အသားလေးပေါ့နော်ချီနုပေါ်မှာအနွေးဘက်ကိုပို့သွားတဲ့အသားလေးပုံမှန်ဆိုလို့ရှိရင်ချီနုအပါသားဆိုတာတည်တဲ့ရှိဖြူရောင်းနေချီနုအကွက်လေးတည်မယ်အဲ့ဆိုလို့ရှိရင်အပါသားအဲ့ဆိုလို့ရှိရင်အပါသားဒါဆိုလို့ရှိရင်ဒါသူလက်လေးခောက်တာပေါ့နော်ဒါလေးလက်ရှိလေးကရှင်သူအသားကြတော့ပူနွေးမယ်ပေါ့နော်ဒါဆိုလို့ရှိရင်မိုးနဲ့ဆောင်မအရင်ရောင်းတော့မဲ့ item လေးပေါ့နော်မလက်ကတမားလေးဆိုလို့ရှိရင်ဒါလေးယူလာအရင်ရောင်းရရှင်အစင်လေးဆိုလည်းအရင်လာရနော်လက်ကဆိုလို့ရှိရင်စက်နဲ့ဆောင်ကနေစပြီးရွာမယ်အစင်ဆောင်ဆိုင်ဆောင်ထည့်ပြီးတယ်ရွေးလို့တော့မရဘူးအရင်လာရင်ထည့်ပြီးမယ်နော်ရောင်းရအစင်ကြီးရဲ့ဟာလေးထည့်ပြီးပါမယ်ရှင်